မင်္ဂလာညချမ်းပါခင်ဗျာဖေဖော်ဝါရီလ26ရက်ဓမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်နောင်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရွေးကောက်ပွဲအပေါ်ကြီးမားတဲ့ကန့်ကွက်မှုမရှိဘူးလို့အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောကြားလိုက်တဲ့သတင်းဆေးရကြပိတ်ထားတဲ့အိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်လိုက်တဲ့သတင်းကချင်ပြည်နယ်ဖားကန့်မှာကျပ်1000တန်ငွေတုပြန့်နှံ့နေတာကြောင့်ဖြန့်ဝေသူတွေကိုအရေးယူမယ်လို့ KIA ကတတိပေးလိုက်ပါတယ်။တိုကျိုမြို့မှာရှိတဲ့ရှီဘူယာလမ်းဆောင်မှာကလေးငယ်ကိုအမျိုးသမီးတဦးကတွန်းလှဲမှုလူမှုကွန်ရက်မှာဝေဖန်ခံနေရပါတယ်။နိုင်ငံတကာသတင်းပတ်မှာတော့ယူကရိန်းကရုရှားအတွင်းပိုင်းထိတိုက်ခိုက်ကဒရုန်းအစင်းရေ1000လောက်ရှိတဲ့ကုန်းလှောင်ယုံကိုဖျက်ဆီးတဲ့သတင်းနဲ့အတူဒီနေ့အတွက်နောက်ဆုံးရရွှေစည်းနဲ့ငွေစည်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။အာဏာသိမ်းစစ်ကော်မရှင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကြီးမားတဲ့ကန့်ကွက်မှုတွေမရှိဘူးလို့အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဖေဖော်ဝါရီလ25ရက်မနေ့ကပြောကြားလိုက်ပါတယ်။နေပြည်တော်ဇေယျတီရီဘီမန်မှာထိုင်းဘရင်တပ်မတော်လေတပ်ဦးစီးချုပ်ဦးဆောင်တဲ့အဖွဲ့နဲ့တွေ့ဆုံစဉ်မှာအခုလိုထည့်သွင်းပြောဆိုလိုက်တာလို့အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေကဒီနေ့ဖော်ပြပါတယ်။အာဏာသိမ်းစစ်ကော်မရှင်ဟာပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကစပြီးမြို့နယ်ပေါင်း263မြို့နယ်မှာအပိုင်း3ပိုင်းခွဲပြီးရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ရွေးကောက်ပွဲကိုဝေဖန်ပြောဆိုသူတွေကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးထောင်ချမှုတွေပြုလုပ်ခဲ့ပြီးစစ်ကော်မရှင်ရဲ့ကိုယ်ပိုင်အချက်အလက်တွေအရ2025ခုနှစ်ဇူလိုင်လကနေ2026ခုနှစ်ဇန်နဝါရီလ19ရက်နေ့အထိလူပေါင်း400ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။အခုရွေးကောက်ပွဲမှာစစ်တပ်ကြောထောက်နောက်ခံပြုကျန်းဖို့ပါတီကနေရာအများဆုံးအနိုင်ရခဲ့ပေမဲ့မဲစင်းနဲ့ကြိုတင်မဲပြဿနာတွေကြုံတွေ့ခဲ့ရတယ်လို့ရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေဘက်ကထုတ်ဖော်ပြောဆိုထားကြပါတယ်။ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီ UPUP ရဲ့ပြောကြားချက်အရ UEC ကိုတရားဝင်ကန့်ကွက်လွှာတင်သွင်းတာမျိုးမရှိသေးပေမဲ့အကြံပြုစာနဲ့တိုင်ကြားစာတွေကတော့အများအပြားရောက်ရှိနေတယ်လို့သိရပါတယ်။တော်လှန်ရေးအင်အားစုတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ဒီရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ပြီးလွတ်လပ်ပြီးတရားမျှတမှုမရှိဘူးလို့ကန့်ကွက်ထားကြပေမဲ့အာဏာသိမ်းစစ်ကော်မရှင်ဘက်ကတော့လာမယ့်မတ်လမှာလွှတ်တော်ခေါ်ယူပြီးဧပြီလဆန်းမှာအစိုးရအသစ်ဖွဲ့စည်းသွားမယ်လို့ကြေညာထားပါတယ်။ဒါအပြင်ထိုင်းလေတပ်ဦးစီးချုပ်နဲ့တွေ့ဆုံရမှာနှစ်နိုင်ငံတပ်မတော်အကြားလေ့ကျင့်ရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဖို့လည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတပုတ်အနေနဲ့ဆေးရကြပိတ်ထားခဲ့တဲ့အိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုဖေဖော်ဝါရီလ25ရက်မနေ့ကပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်လောင်တလိုင်ခရိုင်တရားသူကြီးကနေဆက်ဖြတ်ကျော်သွားလာမှုနဲ့ကုန်စည်စီးဆင်းမှုတွေကို2လကြာပိတ်ပင်ဖို့အမိန့်ထုတ်ထားခဲ့ပေမဲ့ဆေးရအကြာမှာဒီအမိန့်ကိုပြန်လည်ရုပ်သိမ်းပေးခဲ့တာပါ။ဒီလမ်းကြောင်းဟာမီဇိုရမ်ပြည်နယ်ကနေမြန်မာနိုင်ငံချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဘက်ကိုကုန်စည်စီးဆင်းရာမှာအဓိကလမ်းမကြီးလည်းဖြစ်ပါတယ်။ဒီလိုလမ်းပိတ်ခဲ့ရတဲ့အကြောင်းအရင်းကတော့လောင်တလိုင်မြို့ကရင်မောင်းတဦးဟာပလက်ဝမြို့နယ်ရှင်းလဲဝကြေးရွာကိုကုန်စည်သွားပို့ရင်းပျောက်ဆုံးသွားခဲ့ရကနေနောက်ပိုင်းမှာတေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တဲ့ဖြစ်စဉ်ကြောင့်ဖြစ်ပါတယ်။ဒီလူသက်မှုအပေါ်ဒေသခံလူငယ်အဖွဲ့အစည်းတွေကမကြေမနက်ဖြစ်ပြီးလမ်းတွေပိတ်ဖို့လှုံ့ဆော်တာကြောင့်လုံခြုံရေးအခြေအနေအရခရိုင်တရားသူကြီးကပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့မှာတရားဝင်ပိတ်ပင်ခဲ့တာပါ။ဒါပေမဲ့အခုအခါမှာတော့နေမြေအခြေအနေတွေပြန်လည်အေးချမ်းတည်ငြိမ်လာပြီလို့ယူဆရတဲ့အတွက်နောက်ထပ်ညွှန်ကြားချက်မရှိမချင်းနေဆက်ဂိတ်တွေကိုပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ခရိုင်တရားသူကြီးကအမိန့်ထုတ်ပြန်ခဲ့ပါတယ်။နေဆက်ရောက်မြန်မာကုန်သည်တွေရဲ့အဆိုအရဒီလိုလမ်းကြောင်းတွေပြန်ပွင့်လာဖို့အတွက်ဒေသအာဏာပိုင်တွေအခင်းဖြစ်ပွားရာဒေသကိုထိန်းချုပ်ထားတဲ့အာရခတပ်တော် AA နဲ့ဒေသခံလူငယ်အဖွဲ့အစည်းတွေကြားညှိနှိုင်းမှုတွေရှိခဲ့တာကြောင့်အခုလိုစောစောစီးစီးပြန်ပွင့်လာတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။အိန္ဒိယဘက်ကနေဝင်တဲ့စားတောက်ကုန်နဲ့73စီတွေကိုအဓိကအားထားနေရတဲ့ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ကဒေသခံတွေအတွက်တော့ဒီလိုလမ်းကြောင်းပြန်ပွင့်လာတာဟာကုန်စည်ပြက်လက်မှုနဲ့ကုန်စည်နှုန်းတက်မဲ့အရေးစိုးရိမ်နေရမှုတွေကိုရောကျသွားစေပါတယ်။ဒါအပြင်မြန်မာကုန်သည်တွေအကြားမှာလေကုန်သွယ်ရေးလမ်းကြောင်းရေရှည်အဆင်ပြေစေဖို့အတွက်မီဇိုရမ်ဒေသခံတွေရဲ့ဒလစ်ထုံးတမ်းနဲ့ဥပဒေတွေကိုလေးစားလိုက်နာပြီးတင်အောင်နေထိုင်ကြဖို့အချင်းချင်းသတိပေးနှိုးဆော်မှုတွေရှိနေပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်းမှာမြန်မာငွေကျပ်1000တန်ငွေစက္ကူအတုတွေပြန့်နှံ့နေပြီး
ဒီလိုငွေတုဖြန့်ဝေသူတွေကိုတွေ့ရှိရင်ထိထိရောက်ရောက်အရေးယူသွားမယ်လို့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကသတိပေးပြောဆိုလိုက်ပါတယ်ပြီးခဲ့တဲ့တလလောက်ကစပြီးဖားကန့်မြို့ပေါ်ကကြောင်ဝိုင်းတွေအပြင်ငှက်ပြောတော့စေနဲ့မှော်ဝမ်းဈေးတွေမှာ1000တန်အတုတွေကိုတရွက်ချင်းဖြစ်စေအစုလိုက်ဖြစ်စေပြန့်နှံ့နေတာကိုဒေသခံတွေကသတိပြုမိလာကြတာပါဒီငွေတုတွေဟာရုတ်တရက်ကြည့်လိုက်ရင်အစ်စ်နဲ့ခွဲခြားရခက်အောင်တူညီနေပေမဲ့ဒေချာစစ်ဆေးကြည့်တဲ့အခါမှာတော့ကွဲပြားမှုတွေရှိနေတာပါငွေစက်ကူအတုတွေဟာရေနဲ့ထိရင်ဆေးပြေသွားတာစက်ကူသားတွေကချုံမော့နေတာမျိုးတွေရှိပြီးအလင်းထဲထောင်ကြည့်ရင်မြင်ရလေရှိတဲ့ကြာပန်းပုံရောင်တွေလည်းပါဝင်တာမရှိဘူးလို့သိရပါတယ်ဒါအပြင်ငွေစစ်ဆက်နဲ့စစ်ဆေးကြည့်တဲ့အခါမှာလေအတုဖြစ်ကြောင်းအလွယ်တကူသိနိုင်တယ်လို့ဒေတာခန်တဦးကပြောပါတယ်လက်ရှိအချိန်မှာတော့ငွေတုဖြန့်ဝေသူတွေကိုအတီးပြုတ်နိုင်တာမရှိသေးပေမဲ့ဒီကိစ္စနဲ့ပတ်သက်လို့မြေပြင်မှာရှိတဲ့ KIA အုပ်ချုပ်ရေးဌာနတာဝန်ရှိသူတွေစီတိုင်ကြားထားနိုင်တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနိုဘူးကမြစီမာကိုပြောပါတယ်ငွေတုဖြန့်ဝေသူတွေကိုတွေ့ရှိခဲ့ရင်လေကိုယ်တိုင်ပြုတ်လောက်တာလားဒါမှမဟုတ်တိလျက်နဲ့ဖြန့်ဝေတာလားဆိုတဲ့အချက်တွေပေါ်မူတည်ပြီးသက်ဆိုင်ရာဌာနတွေကနေအရေးယူဆောင်ရွက်သွားမယ်လို့သူကဆိုပါတယ်ဖားကန်ဒေသခံတွေအနေနဲ့လည်းငွေကြေးပေးချေမှုတွေလုပ်တဲ့အခါအခုလိုငွေတုပြဿနာတွေကြောင့်ဆုံးရှုံးမှုတွေမရှိအောင်ဂရုတစိုက်စစ်ဆေးကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့ဂျပန်နိုင်ငံတိုကျိုမြို့ကနာမည်ကျော်ရှီဘူယာလမ်းဆောင်မှာမတ်တက်ထားတဲ့အမျိုးသမီးတဦးကကလေးငယ်တဦးကိုတမင်တွန်းတိုက်လဲကျစေခဲ့တဲ့ဗီဒီယိုဖိုင်ဟာအွန်လိုင်းမှာပြန့်နှံ့နေပြီးလူအများရဲ့ဒေါသထွက်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ25ရက်နေ့က Instagram ပေါ်မှာတင်ခဲ့တဲ့အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့လမ်းသွားလမ်းလာတွေနဲ့အလွန်စီကားနေတဲ့ရှီဘူယာလမ်းဆောင်မှာအမျိုးသမီးတဦးကကလေးငယ်ကိုတမင်တိုက်မိအောင်လှုပ်ပြီးလဲကျသွားစေခဲ့တာကိုတွေ့ရပါတယ်ဒီဗီဒီယိုဖိုင်ပြန့်နှံ့လာပြီးနောက်မှာတော့လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေရှိနေပြီးတာဝန်ရှိသူတွေအနေနဲ့ဒီအမျိုးသမီးကိုစုံစမ်းစစ်ဆေးဖို့တောင်းဆိုနေကြတာပါဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကလေးငယ်ရဲ့မိခင်ဖြစ်သူကတော့သူမရဲ့ကလေးဟာထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲအဆင်ပြေပါတယ်လို့အသိပေးထားပါတယ်ဒါပေမဲ့အခုလိုလူစီကားတဲ့လမ်းဆောင်မှာဗီဒီယိုရိုက်တဲ့ခေတ်စားနေတဲ့အလေးအထထရန်နောက်ကိုလိုက်မိတာဟာသူမရဲ့အမှားဖြစ်တယ်လို့လည်းနောင်တရသလိုထစ်သွင်းပြောကြားထားတာတွေ့ရပါတယ်အခုနောက်ပိုင်းမှာလူစီကားတဲ့နေရာတွေမှာဗီဒီယိုရိုက်ပြီး contact ဖန်တီးတဲ့ trend တွေခေတ်စားနေပေမဲ့မိဘတွေအနေနဲ့ကိုယ်ကလေးရဲ့လုံခြုံရေးကိုအမြဲဂရုစိုက်ဖို့လိုအပ်တယ်လို့တစ်ဖက်မှာလည်းအခုလိုလုပ်ရမျိုးတွေကိုလူမှုပတ်ဝန်းကျင်ကလက်မခံဘူးဆိုတာဒီဖြစ်စဉ်ကသတိပေးနေပါတယ်ဒီဖြစ်စဉ်ပေါ်ပြည်သက်တွေကဘလို့မြင်လဲဆိုတာအောက်က comment တွေမှာဝင်မျှပေးခဲ့ကြပါအောင်ခင်ဗျာအခုတော့နိုင်ငံတကာသတင်းတပုတ်ဖက်ကိုတွားရအောင်ပါယူကရိန်းကရုရှားအတွင်းပိုင်းထိအထီကိုတိုက်ခိုက်ပြီးဒရုန်းအစင်းရဲ့1000လောက်ရှိတဲ့ကုန်လှောင်ရုံကိုဖျက်ဆီးလိုက်ပါတယ်ဂျူချန်ကဆက်ပြီးပြောပြပေးပါခင်ဗျာယူကရိန်းက drone တွေနဲ့ရုရှားအတွင်းပိုင်းထိဖေဖော်ဝါရီ22ရက်ကတိုက်ခိုက်က drone ထောင်ပေါင်းများစွာနဲ့တည်ယူပို့ဆောင်ရေးပစ္စည်းတွေတိုးလောင်ထားတဲ့စစ်တပ်ရဲ့ကုန်လှောင်ရုံကြီးတစ်ခုကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ယူကရိန်းအမှတ်80တီးခြားလေကြောင်းကြီးတိုက်ခိုက်ရေးတပ်မဟာကသတင်းထုတ်ပြန်ပါတယ်ရုရှားတပ်တွေထိုးစစ်ဆင်မှုကြိုးပမ်းနေတဲ့ယူကရိန်းရဲ့ဆူမီဒေသနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ရုရှားကာ့စ်ဒေသမှာတည်ရှိတဲ့ကုန်လှောင်ရုံကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တပ်မဟာကဆိုပါတယ်။အဲဒီကုန်လှောင်ရုံဟာရုရှားတပ်တွေက drone တွေ၊ခဲယမ်းမီးကျောက်တွေ၊ဆက်ဆက်ပစ္စည်းတွေနဲ့ drone တပ်တွေအသုံးပြုတဲ့အပေါ်စားရှင်တွေအများပြားစုပုံထားတဲ့အဓိကထောက်ပံ့ရေးဗဟိုချက်ဖြစ်ကြောင်းယူကရိန်းကင်းတောက်တွေကဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ရန်သူကသူတို့ပိုင်နက်တဲမှာဘာအနေရမှမရှိနိုင်ဘူးလို့ယုံနေခဲ့တာဒါပေမဲ့ဒီလိုတန်ဖိုးရှိတဲ့ရင်းမြစ်တွေကိုတနေရာထဲမှာအများကြီးစုပုံထားတာဟာပျက်စီးခံရဖို့အလားအလာရှိရဲဆိုတာကိုသူတို့မေ့နေခဲ့တယ်လို့ယူကရိန်းလေဒီတပ်သားတွေကပြောပါတယ်တိုက်ခိုက်မှုမှာအသုံးပြုခဲ့တဲ့ drone စနစ်တွေကိုထုတ်လုပ်တဲ့ Pashka drone ကုမ္ပဏီကအဲ့ဒီကိုရောင်မှာ drone အစင်းရေ1000လောက်တူလောင်ထားတယ်လို့ပြောပါတယ်ဒါအပြင်တိုက်ခိုက်မှုမှာရုရှား drone စစ်စင်ရေးကိုအထောက်ပံ့ပေးနေတဲ့ရန်အနည်းဆုံး10စီးလောက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်Fiber optic ဆက်သွယ်ရေးစနစ်နဲ့ကီလိုမီတာ90အထိထိုးပေါင်းနိုင်ပြီးရန်သူကိုအငိုက်မိသွားစေတဲ့ကျွန်တော်တို့ရဲ့ငှက်တွေ drone တွေကြောင့်ရလာတဲ့ရလက်ပဲလို့ကုမ္ပဏီကပြောပါတယ်။အခုတိုက်ခတ်မှုက electronic စစ်စင်ရေးနှောက်ယှက်မှုတွေကိုခံနိုင်ရရှိဖို့ထုတ်လုပ်ထားတဲ့အဆင့်မြင့် drone စနစ်တွေကိုအသုံးပြုပြီးရှေ့ရန်စစ်မှန်ပြင်ကျော်လွန်ကထောက်ပံ့ရေးအခြေခံအဆောက်အုံတွေကိုပြတ်မှတ်ထားနိုင်တဲ့ယူကရိန်းရဲ့စွမ်းဆောင်ရည်တိုးတက်လာမှုကိုမိမောင်းထုတ်ပြနေပါတယ်။ drone ကိုရောင်တွေနဲ့ထောက်ပံ့ရေးဗဟိုချက်တွေကိုအခုလိုနက်နက်ရှိုင်းရှိုင်းတိုက်ခိုက်တာကရုရှားရဲ့ကျေပြန့်လာတဲ့ drone စစ်စင်ရေးစွမ်းရည်ကိုအဟံအတားဖြစ်စေမဲ့ယူကရိန်းရဲ့အဓိကမဟာဗျူဟာတရက်အဖြစ်စစ်ရေးလေးလာသူတွေကသုံးသပ်ကြပါတယ်
ယူကရိန်းတပ်ဖွဲ့တွေကဆင်နွှဲဆဲတောင်ပိုင်းစစ်စင်ရေးနယ်မြေတွေကတိုးစစ်အတွင်းမှာနယ်မြေစတူရန်ကီလိုမီတာ400နီးပါးနဲ့အခြေစိုက်လူနေဒေသ8ခုကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်ရှင်။ထိတ်တဲနဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်ဒါတွေကိုမီစီမသတင်းတောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ3980ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ1660.8ခွန်ကျပ်ပြင်ပပေါက်စေ3182ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီသတ်မှတ်စေ1488.42ကျပ်ပြင်ပပေါက်စေ4902ကျပ်ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီသတ်မှတ်စေ69.6ကျပ်ပြင်ပပေါက်စေ128.1ကျပ်မလေးရှားတရင်ကစ်ကိုစစ်ကောင်စီသတ်မှတ်စေ940.4ခွန်ကျပ်ပြင်ပပေါက်စေ1022ကျပ်ပေါက်စေရှိပါတယ်။ပေါ်ပြပါငွေလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ69သိန်းကျပ်ပြင်ပပေါက်စေ109သိန်း5000ကျပ်15ပဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ64သိန်း68,950ကျပ်ပြင်ပပေါက်စေ103သိန်း2000ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်1လီတာကို2482ကျပ်ပရီမီယံဒီဇယ်1လီတာကို2985ကျပ်အောက်တိတ်92တလီတာကို2345ကျပ်အောက်တိတ်95တလီတာကို2395ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီစင်းနှုန်းတွေကတော့စောင်းစီတစ်ပိတ်သားကိုစစ်ကောင်စီတပ်မှတ်စေ6250ကျပ်ပြင်ပပေါက်ဈေး9500ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစင်းနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်ဓမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဓမီစီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ